ညီကောင်မောင်မတွေအားလုံးအားပေးခြင်းတယ်တခုခုဖြစ်လာရင်လုံးဝမကြောက်နဲ့ဘာမှမစိုးရင်နဲ့တရားယေရှုကြောင့်ဖြောင့်မတ်တော်သူဖြစ်သွားပြီအာမင်တင်းကိုအဓိကအားပေးချင်တာဆရာတခုခုဖြစ်လာရင်ငါဖြောင့်မတ်တော်သူဆိုတဲ့စိတ်နဲ့ဖခင်မျက်မှောက်တော်နဲ့ပြန်တိုးဝင်အပြစ်သားလို့မတိုးဝင်နဲ့ revelation မလာဘူးယေရှုလှုပ်ဆောင်ပေးခဲ့ခြင်းမှာတင် confidence ရှိရဲ့ဟုတ်တယ်ဖြောင့်မတ်တော်သူကတသက်လုံးမလဲဘူးလို့ကျမ်းစာမပြောဖြောင့်မတ်တော်သူက9ကြိမ်လဲ9ကြိမ်ပြန်ထမယ်အရေးကြီးတာဖြောင့်မတ်တော်သူကလဲသွားရင်အပြစ်သားလို့ပြန်ပြီးတော့မဖြစ်ဖို့အရေးကြီးတယ်ဖြောင့်မတ်တော်သူကလဲလိမ့်မယ်လဲရင်ချက်ချင်းပြန်ထဖခင်မျက်မှောက်တော်နဲ့ပြန်သွားအဲ့ဒီဖြောင့်မတ်တော်သူတို့ဖခင်ခေါ်ထားတဲ့ကျမ်းပိုက်ကဖြောင့်မတ်တော်သူလဲသွားရင်ခေါ်ထားတဲ့ကျမ်းပိုက်ရှိတယ်အဲ့ဒါဟေဘရဲ46ဖြောင့်မတ်တော်သူလဲသွားတဲ့အခါမှာဖြောင့်မတ်တော်သူလဲသွားတဲ့အခါမှာခင်ဗျာကျွန်တော်ပြောပြမယ်မင်းဘယ်တော့မှမလဲနဲ့လို့ပြောရင်သင်ဘယ်တော့မှမလဲစိန်နဲ့လို့ပြောရင်ပိုတော့လဲဦးမယ်သင်တော့မလဲဘူးလို့မပြောဘူးဖြောင့်မတ်တော်သူ9ကြိမ်လဲရင်လည်း9ကြိမ်ထမယ်လို့ပြောတယ်ဖြောင့်မတ်တော်သူလဲတတ်တယ်ဆိုတာသင်ပေးတာလဲရင်လူတွေကအပြစ်တင်ဝေဖန်ရှုံချကဲ့ရဲ့လိမ့်မယ်သင်ကိုလုံးဝအပြစ်မတင်တဲ့ဖခင်ကလဲလို့ပြန်လာရင်လဲပြီးတော့မှနောင်တနဲ့ပြန်လာရင်လဲပြီးတော့ပြန်လာတဲ့သူဖခင်ထူမတ်တမကဘူးသူ့ကိုအသစ်တော် revelation ထပ်ပေးတယ် another level ဆွဲတင်တယ်အာမင်အရေးကြီးတာကလဲရင်အဲ့ညမှာပဲနေပြီးတော့မှငါပြစ်သားငါသွားပြီငါမကောင်းတော့ဘူးဒါငါအပြစ်စင်ချင်းခါတော့မယ်ဖခင်ငါ့ကိုဆုံးမတော့မယ်အဲ့ဒီ guilty conscious ကတင်းကို confident မရှိအောင်ဖြစ်စေတာဖခင်သားသမီးကလဲချက်ချင်းပြန်ထလဲချက်ချင်းပြန်ထထို့ကြောင့်ငါတို့ဒီတနာချင်းဂိယူနာကို၎င်းတနာတဲ့ဖခင်ကတင်းကိုဘယ်တော့မှပြစ်မတင်ဘူးဂယုနာကိုတော်လျော်သောမဆာခြင်းယေရှုခါမိကြောင်းမင်းကိုဟလာတရားပလင်ကြီးမှာထိုင်ဆောင်တာမဟုတ်ရဲရင်သောစိတ်နဲ့ယေရှုပလင်တို့တိုးဝင်ချင်းကကြကွာစီရင်တဲ့ပလင်မဟုတ်ယေရှုပလင်ကမင်းကိုစောင့်နေတယ်အမြဲတမ်း confidence ရှိနဲ့ပြန်လာခဲ့ငါဒီယောဂဖြစ်တာငါမားခဲ့လို့တင်းရောအပြစ်တွေအမြဲတမ်းထောက်ပြတာကဖျားမဟုတ်ဘူးတင်းရောအမြဲတမ်းထောက်ပြတာကစာတန်ရဲ့လုပ်ရက်တင်တခုဖြစ်ပြီဆိုငါမှားသွားပြီဆိုအဲ့ဒီမှာပဲနေစရာအကြောင်းမရှိဘူးချက်ချင်းပြန်ထားငါ့ကိုဘုရားခင်ခွင့်လွတ်တဲ့ဘုရားရှင်ရှိတယ်ငါ့ကိုချစ်တဲ့ဘုရားခင်ရှိတယ်ငါလဲတော်လဲထအောင်ပြီမှောင်မိုက်ထဲမှာထိုင်တော်လဲထဖျားသည်ငါအလင်းဖြစ်တော်မူလိမ့်မည်โอเคငါဆုံးဖြတ်ချက်ချလို့မှားခဲ့တဲ့အရာတွေအများကြီးရှိတယ်ဒါပေမဲ့ငါယုံတယ်ငါဘုရားနဲ့ပြန်သွားမယ်ငါဘုရားကိုအားကိုးမယ်ငါဘုရားနဲ့တူသက်ရှင်မယ်ယေရှုပြုတဲ့ဘုရားငါဆုံးရှုံးသွားတဲ့အရာအစတရားပြန်ပေးမယ်ဘုရားခင်ဖြစ်တယ်ငါဆုံးရှုံးသွားတဲ့အရာတွေအစတရားပြန်ပေးမယ်ဘုရားခင်ဖြစ်တယ်ငါဆုံးရှုံးသွားတဲ့အရာအစတရားပြန်ပေးမယ်ဘုရားခင်ဖြစ်တယ်တင်လဲနေပြီးတော့မှတင်ဝမ်းနဲ့ကြေကွဲပြီးတော့မှထိုင်ပြီးတော့မှဒုက္ခဆင်းအကြောင်းစဉ်းစားပြီးတော့ဝမ်းနဲ့ကြေကွဲနေစရာဘာအကြောင်းမှမရှိဘူးတနာချင်းဂိူနာကို၎င်းတော်လျော်သောမဆာချင်းဂျေဇုကို၎င်းခါမိကြောင်းရဲရင်သောစိတ်နဲ့ဂျေဇုပလင်သောတိုးဝင်ချင်းကကြကွာငါမူကားထဖျားကိုမျော်လင့်မိငါ့ကဲတင်တော်မူသောဖျားကိုငါခိုးလုံးမိထဖျားတင်ငါစကားနားထောင်တော်မူမိအချင်းရန်သူငါပေါ်မှာဝါကြွားဝမ်းမြောက်ခြင်းမရှိနဲ့ငါလဲတော်လဲထအောင်မိပြောငါလဲတော်လဲထအောင်မိငါလဲတော်လဲထောက်မိငါလဲတော့လဲထောက်မိအာမင်တင်အဆုံးတိလဲမဲ့သူမဟုတ်ဘူးတင်အဆုံးတိလဲမဲ့သူမဟုတ်ဘူးအဆုံးဟလာတင်ကအရှုံးနဲ့အဆုံးတတ်မဲ့သူတွေမှာတင်မပါဘူးရဲပြောလိုက်စမ်းငါဘယ်တော့မှအရှုံးနဲ့အဆုံးမတတ်ဘူးဘာကြောင့်လဲတလားယေရှုတော်အတင်းကိုဘယ်တော့မှအရှုံးနဲ့ဆုံးမတတ်စေဘူးအာမင်တင်မရမှာဆိုလို့ပြန်ပြောမယ်ဟာလေလုယာဟာလေလုယာတင်ပါတတင်ကြိုးစားနေအမြဲတမ်းလေးနေမယ်တင်ယေရှုတော်ကိုဆွဲလိုက်ရင်ဘယ်တော့မှတင်အဆုံးထိရှုံးစရာဘာအကြောင်းမှမရှိဘူးအာမင်ဟာလေလုယာအာမင်ယေရှုတော်ကငါ့အဆုံးထိပို့ဆောင်သွားမယ်ယေရှုတော်ငါ့ကိုအရှက်တကွဲရှုံးနေတဲ့ဘဝကနေပြီးတော့မှလွတ်မြောက်စေပြီးတော့မှဘုန်းတော်ထင်ရှားတဲ့အသက်တာဖြစ်လာလိမ့်မယ်ယေရှုတော်ငါ့ကိုခရစ်တော်သူအောင်ပွဲကိုအစဉ်ခံစေလိမ့်မယ်ထို့ပြင်သိရှင်အမွေးကြံစီငါအပြည့်အရေးတော်နတ်ပြားစေခြင်းကပြုတော်မူပဲငါရဲ့နာမည်ဟာလေလုယာငါရဲ့နာမည်ကိုဘယ်တော့မှရှက်တကွဲရှုံးနေမှာဖြစ်စေပဲတည်င်းမွေးရတဲ့အကြောင်းအရာပဲဖြစ်အောင်ယေရှုတော်ငါ့ကိုမဆာလိုက်မှာလို့ယုံကြည်တဲ့သူအာမင်ထူရအောင်အာမင်
ဘာသာရေးသမားအတင်းကိုစူးစမ်းခိုင်းနိုင်မယ်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 ဒါပေမဲ့ယေရှုတော်ကတော့ဘာပြောလဲဆိုတော့ငါမင်းအထဲကနေစူးစမ်းပေးနေတယ်ဒီကောခန်းကြီး15 အငယ်30